ချင်းဆက်ဆက်နဲ့မိုးရသည်လေးနဲ့ကွက်တီပဲပေါ့နော် ဒီနေ့ကတော့အခုလိုနူးဤနေတဲ့ဝက်ချက်တော့တုံးကြီးတွေကိုအားပါကြိုက်စားတာကြိုက်တဲ့သူတွေအတွက်မိုးရသည်လေးနဲ့လည်းလိုက်ဖက်တဲ့ Thai style ချင်းဆက်ဖွင့်တက်ဟင်းလေးကိုလုပ်ပြသွားမှာပဲဖြစ်ပါတယ်အဲ့တော့လုံနီးလေးကိုလည်းဆက်ကြည့်ပေးပါဦးနော်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့ Thai style ဝက်ချက်တော့ချင်းဆက်ဟင်းလေးကျွန်တော်ချက်ပြမှာဖြစ်ပါတယ်ကျွန်တော်လည်းဒါဝက်ချက်တော့အရန်စားခြင်းနေရတယ်ဝက်ချက်တော့ကျွန်တော်ငါးလုံးဝယ်လာရပါတော့အဲ့တော့ဒါလေးကတော့တေးလောက်ပြုတ်ပွားကြီးတေးလောက်ပြုတ်ပြီးရခါကျကျွန်တော်ရေလေးပြန်ဆေးထားမယ်ပေါ့နော်ဒါကြောင့်လည်းသူ့မှာပါအမြုပ်တွေထွက်သွားအောင်လို့ပါချင်းကြီးလေးလည်းလိုက်ကြည့်ပါအောင်နော်တက်လောက်အောင်လားရေပွက်ပွက်ဆူလာပြီဆိုရင်တော့ဝက်ချက်တော့လေးတွေကိုပြန်ပြုတ်ထားလိုက်ပါမယ်ကဲကောကျွန်တော်ဒါဝက်ချက်တော့စုပ်ပြုတ်လေးထဲမှာဗရဲကောလေးထည့်ပါမယ်ပလင်လေးကိုကျွန်တော်ထောင်းပြီးဖြတ်ထားပါတော့ဒါလေးထည့်ပါမယ်ကိုကတော့ဝက်ချက်တော့လေးကနူးဖို့ကြံ့နေသေးရဆိုတော့လေဝက်ချက်တော့လေးကိုနည်းနည်းလေးထပ်ပြီးတည်ထားလိုက်ပါမယ်ကျွန်တော်အခုဒါထိုင်းစာရေးချက်နေမှာပဲတခုတတိယဝါရှိရဒါတွေကဘာလဲဆိုတော့ကျွန်တော်တို့ဒါရန်ကုန်မှာကျင်းပတဲ့ Thai Festival 2025 in ရန်ကုန်ဆိုရဲ Festival ပွဲလေးပဲဖြစ်ပါတယ်ဒီပွဲလေးရဆိုရင်ကျွန်တော်ဒါရန်ကုန်မြို့ Novotel Hotel မှာဇွန်လ21 22နှစ်ရက်ထဲကျင်းပသွားမှာလို့သိထားရပါတော့ဒီပွဲလေးမှာဆိုရင်မြန်မာနိုင်ငံကနာမည်ကြီးနုပညာရှင်တွေနဲ့ Thai နုပညာရှင်တွေအပြင်တခြား celebrity တွေအများကြီးပါဝင်ဆင်နွှဲမှာဆိုတော့အရန်လည်းမိုက်တယ်ပေါ့နော်ဒီပွဲလေးမှာဆိုရင် Thai ရိုးကအစားအစာနဲ့စားတောက်ကုန်တွေပြီးတော့အခြား Thai တောက်ကုန်ပစ္စည်းတွေကို promotion တွေနဲ့ဈေးတက်တယ်လေးဝယ်လို့ရမယ်အပြင်ဟင်းချက်ဝါနာပါတီတွေအတွက်ဆိုရင်လည်း cooking demonstration ပြပွဲပြီးတော့ T-Pot Star Challenge မြန်မာ season 2ပြိုင်ပွဲနဲ့ပြီးတော့ Thai အကားလှဖြော်ပြရေးအစီအစဉ်တွေအများကြီးကိုကျွန်တော်ကြည့်ရှုခန်းစားလို့ရမယ်အပြင် lucky draw အစီအစဉ်တွေနဲ့အခြား activity တွေအများကြီးပါဝင်အောင်မှာဖြစ်တဲ့အတွက်ကြောင့်အရန်လည်းပျော်ဖို့ကောင်းတဲ့ပွဲလေးပဲဖြစ်ပါတယ်အဲ့တော့ဇွန်လ21ရက်နေ့ကျရင်လည်းကျွန်တော်ကိုယ်တိုင်သွားမှာမို့လို့ဒီပွဲလေးမှာလာချိုင်းကြဖို့လေဒီကနေဖိတ်ခေါ်လိုက်ပါရနော် Thai Festival 2025 in ရန်ကုန်ဆိုတဲ့ပွဲလေးအကြောင်းအရာကိုအသေးစိတ်သိချင်တယ်ဆိုရင်တော့ comment မှာလည်းကျွန်တော်ဒါ page လေးကိုတစ်ခါရဲချပေးထားမှာပေါ့နော်နည်းနည်းလေးမြင့်လေးနဲ့ညှက်ထည့်လိုက်နည်းနည်းလေးပိုမှုအောင်ပေါ့နော်စက်တုံးလေးထည့်ထားလိုက်ပါမယ်ခရမ်းရင်လေးထည့်ပါမယ်မိုးရီပါလေးထည့်ပြီးစားပေးရပါတယ်။မြုပ်တီးအစိမ်းထောင်းထားတာလေးကိုထည့်ပါမယ်။ရှမ်းနက်နက်လေးထည့်ပါမယ်။နက်နက်မင်းလေးထည့်ပါမယ်။ပြီးတော့မြုပ်တီးကြောက်လေးထည့်ပါမယ်။ကျွန်တော်တို့အရသာမှုလေးထည့်ပါမယ်။တော့ငပြာရင်နဲ့အရသာမှုလေးနည်းလိုက်ထားပါ။ဝက်ချောက်လေးကလုံးဝနူးဤနေပါတော့။တမညာချင်းလေးနှိမ့်ချပါမယ်။ဒီနေ့ကတော့ Thai style ဝက်ချက်တော့ချင်းဆက်ဟင်းရည်လေးကို special လုပ်ထားပါတယ်လုံးဝချင်းဆက်ဆက်နဲ့မိုးရသည်လေးနဲ့ကွက်တီပဲပေါ့နော်မကျုံအိုးအငွေထောင်းထောင်းနဲ့ဝက်ချက်တော့ကလည်းနူးဤညာပဲရတာလည်းချင်းဆက်လေးဆိုတော့လေအရန်ကိုစားသိခြင်းပါတယ်အဲ့တော့ကျွန်တော်ဆွဲပါတော့မယ်ဗျာအိုးရှေဝေါအနေရတာပြည့်စုံပြီချင်းဆက်လေးဗျာရှေ့ပဲနူးလာပါကဲအဲ့တော့အရှိမကျွန်တော်ပြပြသွားတဲ့ Thai Festival 2025 in ရန်ကုန်ဆိုတဲ့ပွဲလေးကိုလည်းလာအောင်ကြဖို့ကျွန်တော်ဒီကနေဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်လည်းသွားမှာပေါ့နော်တော့ပျော်ရွှင်စရာလည်းကောင်းပါတယ်ကဲအဲ့တော့ကျွန်တော်ကြံတာလေးတွေကိုဆက်ဆွဲလိုက်ပါဦးမယ်ကျွန်တော်ဒီနေ့ကတော့ Thai style wallet ချင်းဆက်လေးကို special လုပ်ပြသွားပဲဖြစ်ပါတယ်အားပါတယ်စားပြသွားရပါတော့နောက်လေကျွန်တော်ဘယ်လိုပုံစံလေးချက်ပြစားပြအောင်လဲဆိုဆက်လုံးကြည့်ပါဦးတဒါ